အားလုံးပဲမင်္ဂလာပါပေါ့နော်ဒီနေ့မှလည်းဝိုင်းရဲ့အထီးကျန်စကားလို့တဲ့ဘလို့လေးရိုက်တော့မှာပါလူငယ်ဘဝဆိုတာနဲ့တငယ်ကြီးတွေနဲ့ပြောပါပါမယ်ဒါပေမဲ့တငယ်ကြီးတွေပြောပါတာဆိုတာကလည်းကိုယ့်အတွက်လမ်းမမောင်းလို့လည်းရည်ကြည်တယ်လေနော်ပြီးရင်ကိုတော့ချေတဲ့နေရာလေးကိုဆောက်သွားပါဥပမာအနေဖြင့်ဆိုရင်ခရီးတွေဆောက်သွားပါဒါမှမဟုတ်ရင်လည်းလုတ်ပိတ်ရဲ့ချိန်လေးတွေကိုအဲ့ဒီချိန်လေးမှာဆောက်သွားပါပြီးရင်ကိုကြိုက်တဲ့စောစောလေးတွေကိုစားပေးပါပြီးကိုဝဒနာပါတဲ့အရာတွေအများနဲ့လုပ်ပါပြောနေပါဘောနော်လူဘဝဆိုတာပဲအချိန်မှဘယ်လိုဖြစ်မလဲဆိုတာမသိတဲ့အတွက်သိရှိရှိနေတဲ့ချိန်ကိုပဲအတုတ်ချပြီးတော့ပြောလေးနေတာကားတယ်မဟုတ်လားနော်ကိုမှစိတ်ညစ်စရာလေးရှိတယ်ဆိုမဲ့လေပြောလေးနေတာကားဆိုပါပဲလေနော်အရေးတော့ကြတော့အထီးကျန်ချက်ဒီနေ့အတွက်တော့ရန်ခိခဲ့ပြီးမှအခုတော့စိတ်ပြင်းနေပါပြီအဆုတ်ကြီးကြည့်ပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်ဘိုင်ဘိုင်ပါ